ကဲအဲ့ဆိုလို့ရှိရင်ဒီတရားရဲ့စက်ကလေးဆက်သွားကြမယ်ပေါ့နော်ဟွန်းဟွန်းအဲ့ဆိုလို့ရှိရင်အမတို့ကဒါဆက်ရှုပြီးသွားပြီဆက်ရှုပြီးသွားပြီဆိုလို့ရှိရင်အမတို့ခိုင်တန်နဲ့ပတ်သက်တာဆိုရင်မယ်နော်ခိုင်တန်ဒီကိုရောက်ပြီဆိုလို့ရှိရင်တော့အမတို့ဒီကနေပြီးတော့မှအလန်တာစနစ်တသမငါအန်တာထားပြီးသွားပြီဆိုရင်ဒါကဒီနေ့3 4 5 6 7 offset enter 210 enter offset enter 210 enter ပြီးသွားပြီဆိုလို့ရှိရင်အမတို့သူ့ကိုဆက်လက်ပေးမယ်တခုတည်း offset လုပ်ချင်တာမဟုတ်ပေနဲ့multiple လုပ်ချင်တာဖြစ်တဲ့အတွက်ကြောင့်မို့ multiple ရေးလိုက်မယ်တစ်ချက်နှစ်ချက်တော့ဒီ6 9 10ပြီးတော့ချပြီးတော့မှ enter တစ်ချက်ခေါက်မယ်နော်ဆိုရင်အဲ့လိုအခုငါမေ့ရ1 2 3 4 5 6 9 10 okay နော်အဲ့ဒါဆိုလို့ရှိရင်ဒီထိရသွားပြီပေါ့နော်ဒီဘက်ဆောင်သွားမယ်ဆိုလို့ရှိရင်တူတူမျိုးပဲဘာလို့အမားတို့က12.5ယူလဲဆိုတော့ဒါ25ရှိရလေဒီ25ရဲ့တဝက်ကိုယူလိုက်တာမဟုတ်လို့လေနော်12.5 enter ပြီးသွားပြီဆိုရင်ဒီကိုသွားမယ် offset enter 210 enter ဆောင်းလာတော့ပဲဒါပေမဲ့သူကဒီလိုမျိုးနှစ်ခုချလိုက်မယ်နော်နှစ်ခုချတာပြီးသားပြီဆိုလို့ရှိရင်အမတို့ကဘာလုပ်ကအောင်မလဲဆိုတော့ဒီနားလေးမှာရှိတဲ့ဟာလေးဆွဲမယ်ပေါ့နော်ဒီဟာကအမကခုပေးတဲ့ကမပါလာတော့ထား300လို့ယူလိုက်မယ်ပြီးရဲ့ enter နဲ့နော်300ယူပြီးတော့မှဒါဒီလိုယူလိုက်မယ်ပြီးတော့ရှင် offset enter 50 enter ပြီးရဲ့ enter နဲ့ယူမှာနော်ပြီးရဲ့ enter 300 enter ပြီးတော့လို့ရှိရင်ဒီမှာတစ်ချက်ချမယ် offset enter 50 enter 300နည်းနည်းကျင်းတယ်လို့ခံစားရတယ်။အဲဆိုရင်100လောက်။အဲဆိုသူကလေသူပြောထားပြီးသား dimension မရှိတဲ့နေရာကြီးမှာဆိုလို့ရှိရင်တင့်တော်ရဲ့size တွေနဲ့ကိုထင်တဲ့အတိုင်းလုပ်လို့ရပါတယ်ဆိုပြီးတော့ပြောထားတယ်။တကယ်ဆိုကို့မှာပေးတိုင်းရှိမှဆိုပေးတိုင်းလေးနဲ့တိုင်းပြီးတော့လုပ်တာပိုကောင်းမယ်။အဲဆိုလို့ရှိရင်ဒီချိန်ပြီးသားပြီ။ဒါပေမဲ့အမားတို့ကဒီနားလေးဒီကလည်းခန်းခန့်နေဒီမှာဆိုလို့ရှိရင်များသောအားဖြင့်ကလှေကားလိုမျိုးအဆင့်လေးရှိကြတယ်လေနော်အဲဆိုလို့ရှိရင်ဒီမှာလည်းအမ150နဲ့ဒီလှေကားဆွဲတဲ့400နဲ့ပဲဆွဲလိုက်တယ်နော်ဒါပြီးသွားပြီဆိုလို့ရှိရင်အမတို့ကသင်္ကေတကိုဆွဲမယ်ခိုင်တာခီကိုနဲ့သွားကြမယ်နော်ပြီးသားရှင်ဒီဟာကကြတော့သူ့ရဲ့စင်တာမှာဘယ်လောက်လဲဆိုတော့50နဲ့ဆွဲလိုက်မယ်ပြီးတော့လို့ရှိရင်ဒီကနေပြီးတော့မှတက်ဟုတ်အဲ့လန်တာဒီကနေပြီးတော့မှတက်ဒီဟာရဲ့စင်တာကိုယူလိုက်မယ်နော် F enter I enter 0 enter ဒီတိုင်းဒါကရှိတာတကယ်တော့တစ်ထစ်ပဲရှိတယ်ဒီကဒါပေမဲ့အမဘာလို့တစ်ထစ်ပိုဆွဲထားလဲဆိုတော့ဒီမှာဒီလိုလေးဆွဲချင်တာမို့လို့နော်ဒီမှာဒါအပေါ်ထဲရောက်သွားတဲ့ဟာလေအဲကြောင့်မို့လို့နော်ဒီဟာကြောင့်လည်းဒုက္ခမင်းစီနဲ့ကိုအစဉ်ပြေသလိုဆွဲလို့ရတယ်။မတရားလောက်ပဲဖြစ်ဖြစ်။
ဆွဲပြီးတော့မှဒီရဲ့စက်တာကိုင်ပြီးတော့မှဒီမှာရှိတဲ့မာလာချမယ်ပေါ့နော်ချပြီးတော့ရင်ဒီစက်တာဒါမှလို့အပ်တဲ့ဟာတွေကိုဖြတ်မယ်ကဗနာလာစီကိုခန္ဓာဒီလိုလို့ရှိရင် LEN enter လို့ရှိရင် DE enter ဟိုဘက်ကို200သွားမယ်ဒါ200သွားမယ်နော်200မဟုတ်လဲ100လောက်ဆိုလည်းရတယ်ဒီလားLEN enter DE enter 100 enter okay အဲ့ဆိုရင်ဒီပုံစံရသွားပြီပေါ့နော်ငါတို့လိုချင်တာလည်းဒီပုံစံပဲဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဟာဆိုလို့ရှိရင်ခိုင်းနှန်းခိကိုကလည်းပြီးသွားပါပြီရှင်ပြီးသားပြီဆိုလို့ရှိရင်နောက်တစ်ခုကဗာဆွဲမှလဲဆိုတော့မတို့ကခါကူတွေဆွဲမယ်ခါကူကိုမှရွှေ့လို့မရတဲ့ခါကူကိုဆွဲမှာပထမဆုံးရေချိုးကန်အောင်ရင်ဆွဲမယ်ဒါကကြတော့800ဖန်တာပြီးသားပြီဆိုလို့ရှိရင်အမတို့က11နဲ့sorry 11မဟုတ်ဘူးဟာဖြစ်သွားလို့အေးရိုးဟွာပဲ rectangle နဲ့ပဲ IC enter အပြင်မှာဆွဲလိုက်ရတယ်သူရဲ့အရှည်ကဘယ်လောက်ရှိရလဲဆိုတော့ရှေ့က1200ရှိမယ်အကျယ်ကစားဘယ်လောက်ရှိမှလဲဆိုတော့900ရှိမယ်အဲ့ဆိုလို့ရှိရင် L enter 1200 comma အကျယ်ကစား900 enter အဲ့ဆိုဒီပုံစံရပါပြီဆိုရင်အမှန်တာဒီ center ကိုင်မယ် center ကိုင်မယ်ပြီးတော့လို့ရှိရင်ဒီမှာလာချမယ်နော်ပြီးတော့မှာ inlet ကိုယူမယ် inlet ကိုယူလိုက်ပြီး inlet မှာဒီ center မယူဘဲနဲ့ဒီမှာနော် n exit ကိုယူလိုက် exit ကိုယူလိုက်မယ်ပြီးလို့ရှိရင်ဒီကနေပြီးတော့မှ150 enter အပေါ်မှာ direction ထောင်းထားတဲ့အတိုင်းကိုယူလိုက်ပါမယ်ပြီးတော့ရှိရင်ဒီမှာလည်းချမယ်ဒီက enter ပြီးတော့ရှိရင်အမတို့ကဒီမှာသူ့ရဲ့ဒီ center ပေါ်နေတဲ့အတိုင်းပဲချမယ်နော်ချ enter โอเคအဲ့ဆိုလို့ရှိရင်ဒီဟာရပြီသွားပြီးတော့ဒီမှာတစ်ချက်ပုံလေးတစ်ချက်ကြည့်ကြည့်လိုက်ဒီဟာနဲ့အကွာဝေးကဒါကပုံညီပြီးတော့ဒါကပုံဝေးတယ်လို့ခံစားရတော့အဲ့ဆိုလို့ရှိရင်ငါတို့ amanda သူ့ select ပေးပါမယ်ပြီးလို့ရှိရင်အပေါ်ကို50ချိန်တင်လိုက်မယ်နော်ရလေးရပါပြီဒါရပြီတော့စီရင်အမတို့ဒီမှာစမ်းမရှိဆိုပေါ့နော်ဒီမှာအမတို့က IEC enter သူဆိုလို့ရှိရင် at h ကဘယ်လောက်ရှိမှလဲဆိုတော့800ရှိမယ်ဒီလို h ရကြ600ရှိမယ်ဆိုတော့800 650အဲ့ဒါအဲ့လိုပဲ IEC enter at အရှိက800 minus 650 offset အတွင်းကိုအကြ25 offset ပြလိုက်မယ်IC enter ဒါလေဟိုပေးတယ်မရှိလို့เนาะပေးတယ်ရှိတော့ပို့ပြီးတော့ဟွာဖြစ်တယ်အမကြဒါကြောင့်ဟိုအရင်တော့လည်းကိုလေးစင်းတုံးကပုံမှန်ရှိနေတဲ့ဟာလေးမှတ်ထားမလို့เนาะပြီးတော့လို့ရှိရင် minus 1200ပြီးတော့လို့ရှိရင်ဒီဘက် minus 1200 minus 600โอเคဒီရတာပြီဆိုလို့ရှိရင်ဒီရဲ့ elect ကိုယူမယ်ပြီးတော့ရင်ဒီရှိတာကပုံမှန်ဆိုရင်950ရှိတယ်အပေါ်ကကြတော့ဒီလိုအကျယ်ကကြ450ဆိုတော့225 enter
သူရဲ့စံတော်ကိုင်းနေစံတော်ကိုင်းနေပြသွားရင်ဒီရဲ့အာမလာချရင်နော်ဒါဆိုရင်ဒီပုံစံရပါပြီပြသွားလို့ရှိရင်အမတို့အိမ်သာဆွဲမယ်အိမ်သာကကြတော့ပုံမှန်လို့ဆွဲလိုက်မယ်နော်at သူကကြတော့ရှိတာက480ရဲ့203ရဲ့နော်at 480 480 203 enter ပြထားပြီဆိုလို့ရှိရင်မဒီ ellipse နဲ့ပဲဒါဆိုရင်505 enter ဒီရဲ့ကျ350ဆိုတော့တစ်ခုက enter ကြားလို့ရှိရင်ဒီရဲ့ဟာနဲ့ဒီရဲ့ center မှာလာချလိုက်လာချပြတာရင်ဆိုလို့ရှိရင်အမတို့ကဒီမှာလာချလိုက်တယ်ချပြသွားရင်ဆိုလို့ရှိရင်ဒီဘက်ကိုတရားယူလိုက်မယ်ပြီးလို့ရှိရင်သူမကပ်ဘူးလေဒီဘက်ကိုခွာမယ်ဆိုတော့50နော်လို့ရှိရင် IC enter အဲ့ရှင်ဒီကနေပြီးတော့မှ300 enter ဝိတာ IC enter ဒီကနေကလစ်မချအောင်300 enter ကြတော့300မဟုတ်တော့ဒီဘက်ပိုကြီးသွား200ပြတာပြီဆိုလို့ရှိရင် IC enter မရဒီမှာရှိတာက150 enter ဒီဘက်ပေကိုလည်း100လောက်ခွာအောင်မယ် REC enter right click from ကနေသွားမယ်လို့ရှိရင် alright base by ခံမယ်လို့ရှိရင် add ဘယ်လောက်လဲဆိုရင် h ကကြတော့100ယူလိုက်မယ်minus 100ပေါ့နော် minus 100 y y က comma 150အောက်လေးဖြစ်ပါအောင်နော်ဟိုအပေါ်တက်မှာနော် IEC enter right click from ယူမယ် click တစ်ချက်ချမယ် enter add ဒါဆိုရင် minus 100 comma ဒီဘက်ချမ်းဆိုတော့အပေါ်ဘက်ချမ်းဆိုတော့150ပေါ့နော်150 enter ဒီမှာ add h က400ပုံမှန်ဆိုတော့400ရှိရယ်minus 400ပေါ့နော် minus 400ဆိုတော့ h ကဒီဘက်ချမ်း y ဆို minus ဘက်ချမ်းပြီးတော့အပေါ်တက်တာကြတော့comma ပေါ်တက်တာကြ600 enter ဒီမှာဒီလိုလေးဖြစ်နေမှာလေးဖြစ်နေမှာအဲ့ဆိုရင်ဒီဟာက50နဲ့ကြည့်လိုက်အဲ့ဆိုရင်ဒါဆိုပုံသူ့ရဲ့ပုံနဲ့တော့ကွက်တီပဲဆိုတော့သူက dimension မရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့เนาะအဲ့ဒါကထပ်ပြောမယ်ပေးတယ်မရှိလို့ပေးတယ်မပါလာလို့โอเคအဲ့ဒါဒီဟာပြီးသားလေးဆိုလို့ရှိရင်မာဒီနာလေးမှာဒီဟာဆွဲမယ်400 1500ဆွဲကြည့်လိုက်မယ်เนาะစင်ပြေလားမပြေလားလို့ at 400 1500ရတော့ဒါဒီလိုဆွဲလိုက်ပြီးတော့မှနေရာ6မှာဖြစ်တဲ့အတွက်ကြောင့်သူကဒီထောက်ကနေဆွဲပုံမှန်ဆိုရင်သူဒီကနေပြီးတော့ဒီထီက300လောက်ရှိရကွယ်320ဒါဆိုရင်ရကွက်တီပဲ20 enterအပိတိုင်းရင်မာဒီထဲမှာရှိတဲ့ဟာလေးတွေလိုက်ဖြတ်လိုက်မယ်နော်ဒီဟာပြီးသွားရင်ဒီဟာလေးသွားကြမယ်ဒီမှာကကြတော့ပုံမှန်ဆိုလို့ရှိရင်600 2900ဆိုပြီးတော့ရှိတယ်။ကိုကကြတော့မသိပေါ့နော်။မသိတော့မတို့ဒီလိုပဲခန့်မှန်းလိုက်မယ်။ add မှာဆိုရင်2900 600 600 enter
ရတယ်နော်ဒေတာဘေးဆိုလို့ရှိရင် IC enter ဘာလဲဆိုတော့ဒီကနေပြီးလို့ရှိရင် from ယူလိုက်မယ် at လို့ရှိရင် at ယူပြီးတော့မှသူက800 600ရှိမှာ800 900ရှိမှာနော် h ကကြတော့ဒီဘက်ကျဆို minus 800 comma အောက်ဘက်ကျဆိုတော့ minus 900မေ့သွားဒီမှာအရင်ဆုံးအကွာဝေးချင်းယူလိုက်မှာ IC enter ကလေး from သူကကြဘယ်လောက်กว่าမှာလဲဆိုတော့ဒီဘက်ကို300ပေါ့50ဆိုတော့ at ပြီးတော့လို့ရှိရင် minus 300 comma minus 50နော် h က300 150 enter တစ်ချက်ခပြီးတော့မှအမှန်တရားချမယ်ဒီအဲ့တော့မှအမတို့ကစောနာက minus 800 comma minus 900 okay အဲ့ဆိုလို့ရှိရင်ဒါပြတာလို့ရှိရင် free လိုက်ဆိုမှာနော် f enter r enter 50 enter အဲ့မှာ polyline ယူမယ်50 okay နော်အဲ့ဆိုရင်တစ်ခါဖြစ်သွားတယ်နော်နောက်မှဆိုတစ်ခုချင်းစီလိုက်လုပ်နေရမှာချင်းကြတယ် IC enter ဒီမှာလည်းအဲ့လိုပဲ right click from to base point ကိုင်မယ် at h ကကြတော့150နော်150 comma minus ဒါဆိုလို့ရှိရင်လည်း50နော်သူကကြဘယ်လောက်ရှိရလဲဆိုတော့ပုံမှန်က600 900ရှိမှာနော် h ကကြ600အဲ့ဆိုတော့ at သူဒီဘက်ကျဆိုတော့600 comma minus 900โอเคနော်ဒါဆိုရင်ဒီလိုပုံစံရပြီdata လို့ရှိရင်အမတို့ဒီမှာက2 point နဲ့သွားမယ်ဒီကနေပြီးလို့ရှိရင်50 bottom နဲ့ပြီးလို့ရှိမှအမတို့ဒီပေါ်မှာကလစ်ဆက်ချကလစ်မချအောင်နော်150 C enter CO enter ယူမယ်ပြီးတော့ရင်အမတို့ဒီဘက်မှာ100ယူချလိုက်မယ်လူပေးသားလို့ရှိရင်အမတို့ဒီနားလေးမှာချမယ် M enter ဒီကနေပြီးလို့ရှိရင်အပေါ်50မှာကလစ်တစ်ချက်ချပြီးတော့ရင်ဒီထောက်မှာချလိုက်တယ် M enter ပြီးလို့ရှိရင်ဒီရဲ့ mirror ကနေ mirror ခောက်ချလိုက်တယ်အဲဆိုလို့ရှိရင်အမတို့ဒီ height ကရှားသွားပြီနော်ရသွားပြီဆိုပေမဲ့ IC enter ဒီမှာတစ်ခုဆွဲမယ်ပြီးတော့မှ IC enter အမတို့ကဒါက400 800ဖြစ်တဲ့အတွက်ကြောင့်မို့400 enter လို့ရှိရင်ဒီမှာလာပြီးလုံးလုံးနဲ့ S enter R enter 200 enter ပြီးတော့ဒီမှာဒီလိုလုပ်လိုက်တော့အမရွှေ့လို့မရတဲ့ဒီခါကိုတွေကပြီးသွားပြီဆိုလို့ရှိရင်အမတို့ဒီမှာရွှေ့လို့ရတဲ့ခါကိုတွေသွားမယ်ရွှေ့လို့ရတဲ့ခါကိုတွေသွားမယ် IC enter ဒီမှာ right click shift right click from သွားမယ် base point ကိုတစ်ချက်ချမယ် at သူကကြတော့ minus 50 comma minus 50 enter ဒီမှာဆိုရှင် h ကကြတော့သူက h ကh ကတော့600လည်းရှာရနော်အဲ့ဆိုဒီတစ်ခေါက်မှာကြတော့650အရှိက650ဒီဘက်က600ယူလိုက်နော်အဲ့ဆိုရင်600လည်းရှာတယ်အဲ့ဆိုတော့at အရှိ h ကကြတော့600နော်f ကကြ minus 600 comma minus 650ရှုပေးသွားပြီဆိုရင် IC enter ဒီမှာ right from share right click from မှာ click ချအဲ့လိုလည်းရတယ်လို့မျိုး IC enter ဒီဘက်ပေါက်တွေဝင်တော့ IC enter ပြီးလို့ရှိရင် right click from oh sorry အဲ့လိုမလုပ်ချင်ဘူးလို့ REC enter ပြီးတော့လို့ရှိရင်ဒီကနေပြီးတော့မှ50 enter နော်ဒါပြီးတော့လို့ရှိရင်သူကကြ1800ရေးလိုက်400 1800နဲ့ရေးလိုက်မယ် at h ကကြတော့minus 1800minus 1800 comma minus 400
โอเคနော်အဲ့ဒါဆိုလို့ရှိရင်ရွှေ့လို့ရတဲ့ဟာပြီးသွားလို့ရှိရင်အဲ့လေယာနဲ့ပဲမတော့ကားပါကင်ဆဲမယ် IC enter ကားပါကင်ကကြတော့1900 H က1900ဒီလို Y ကကြတော့4500အဲ့ဆိုတော့ H က1900 4500 BA enter ဒီဟာကြတော့သူ GS center မှာပဲချလိုက်မယ်ပြီးသွားလို့ရှိရင်ပေါ်ကကြတော့မှန်းပြီးတော့300လောက်ချလိုက်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ဒီပုံစံကြပြီရပါပြီဆိုလို့ရှိရင်နောက်တစ်ခုကဘာလဲဆိုတော့Fuki နုခဲပေါ့နော်ဒီအပေါ်ထက်မှာကworry မရှိဘဲနဲ့ဒီ 1F ကဟာအပေါ်ထီကိုမြင်ရတဲ့ဟာပေါ့နော်ခုခိနုခဲအဲ့ဒါကဒီကနေပြီးတော့မှဒီခိကဟဲလောက်ချပြီတလွဲ VAN တာတိုင်ထားမယ်လို့ရှိရင်အစိမ်းရောင်လိုင်းတိုင်သွားမယ်ဒီတိုင်းဒီမှာကလေးတစ်ချက်ချမယ်ဒီမှာယူပြီးတော့မှဒီမှာကလေးတစ်ချက်ထပ်ချမယ်နော်အဲ့ဒါဆိုလို့ရှိရင်တော့အမတို့ဒီဟာလေးပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ခုတက်ကင်သွားမယ်နော်တက်ကင်ဆွဲကြမယ်တက်ကင်ဆွဲမယ်ဆိုလို့ရှိရင် BL and ကြာဒီကနေပြီးတော့မှအမတို့က1200သွားကြမယ်ပြီးတော့လို့ရှိရင်အမတို့ဒီရဲ့စင်တာမှာစုံတဲ့နေရာမှာကလေးတစ်ချက်ချမယ်ဒီမှာကလေးတစ်ချက်ချမယ်နော်အဲ့ဒါဆိုရင်ဒီဟာရပြီပြီးတော့အမတို့ PAN တာဒီကနေပြီးတော့မှအမတို့ဘယ်လောက်လဲဆိုတော့600 enter ဒီမှာက900 enter ဒီကြချင်တဲ့ဆိုရင်ကြည့်600နော်ဒီသားပြီဆိုရင် PAN တာကြာကြတော့ဒီကနေပြီးတော့မှစိမ်းရောင်လိုင်းတိုင်းကြည့်မယ်နော်ဘယ်လောက်ရှိရလဲ900 enter ပါတာပြီ900 enter ပြီးတော့ဒီမှာဘယ်လောက်ရှိလဲ600 enter ဒါကလေတစ်ဆက်တည်းဖြစ်လို့အမကလေဒါလေးကိုဖြတ်လိုက်မယ်ပြီးတော့မှ line ထပ်ဆွဲမယ်နော်အဲဒါတော့ offset ပြရအောင်ပါဆိုတာလေ PAN တာသိရှိရင်အခုဒီထဲမှာရှိနေတဲ့အတိုင်းခမေโอเคအဲ့ဒါပြီးသွားပြီဆိုရင် offset ပြမယ်30 enter အတွင်းကို offset 30ပြလိုက်မယ်ဒီလိုမျိုးဖြစ်တဲ့ဟာမှာ FN enter 0 enter fail ချိုးလိုက်မယ်နော် fail ဒီလိုက်ချိုးလိုက်မယ်ပြီးတော့ရှင်ဒီဟာမလိုအပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ပြန်ပြီးတော့ချုပ်လိုက်မယ်ဟုတ်ပြီနော်ဒါပြီဒီသားပြီဆိုလို့ရှိရင်အမဒီနားလေးမှာတစ်ခုရှိသေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကနေပြီးတော့မှသွား PAN တောင်းမှာ PAN ကြောင့်ဒီတောက်ကနေပြီးတော့မှ1200 enter ဒီဟာကြတော့3000 enter ပြီးသားလို့ရှိရင်ဒီမှာနော်အဲ့ဆိုလို့ရှိရင်အမရတက်ကြီးရဲ့ဒီအပြည့် frame ကရှားသွားပြီဆိုလို့ရှိရင်အမရလိုချင်တာကပြတော့ဟွာလုပ်မယ်hash ချင်မယ်ပေါ့နော်ဒီဟာမှာမရမီကိုပိတ်လိုက်မယ်
လို့ရှိရင် hash ကသူအောက်မှာပြထားတဲ့အတိုင်းပဲ150အကွက်နဲ့ချင်းမှာဒါကလစ်ကိုင်ပြီးသားလို့ရှိရင်အမတို့ဒီမှာ user ရွှေပြီးသားပြီဆိုလို့ရှိရင် user ရေးပြီးသားရင်150အကွက်ယူမယ်လို့ရှိရင်သူကကြာအတိုင်းဖြစ်နေမတို့လို့ရှင်တာတိုင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့90 degree ပြီးသားပြီဆိုလို့ရှိရင်အမတို့ဒီဟာလေးကသူပိတ်တယ်လို့ဖြစ်သွားတော့select all လုံးနဲ့ပြီးသားလို့ရှိရင်မှာ set original မှာဒီဟာလေးကိုနှိပ်ပြီးတော့မှဒီမှာလာချ close ကိုနှိပ်လိုက်အမှဆိုရင်သူကဘယ်လိုပြောမလဲသူရဲ့အကွက်ကလေးကလှလှလေးနဲ့အဆင်ပြေတယ်ပေါ့နော်ဒီတိုင်း enter ခေါက်ချမယ်ဒါပြီးတော့အဲ့ဆိုလို့ရှိရင်အမဟုတ်ဒီမှာသူကဒီထိလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဘာလို့ကမှလဲဆိုတော့ဒီရဲ့ဟွာကိုဒီပိတ်ချပလိုက်နော်ပြီးသားရင် h enter select သူ့မှာကြတော့သူက100အကွက်ဖြစ်တယ်ပြီးသားရှိရင်သူ့ကို0 property မှာ double ရွေးမယ်နော် double ရွေးပြီးသွားရင်စောနာကလိုပဲဒီမှာကိုကလစ်လိုက်မယ်သူ့အပြင်ဒီဟာကလစ်လိုက် select all ရွေးမယ်ပြီးသွားရင်ဒီ original မှာဖျားရွေးမယ်ပြီးလို့ရှိရင်ဒီမှာကလစ်ချ okay နော်ဒါ enter ဒီဟာဆိုလို့ရှိရင်အမတို့ပြီးသားရေးဆိုရင်ဒီရေးပြန်ဖွင့်လိုက်ဟုတ်ကဲ့နော်ဒီဟာပြီးသားပြီဒီမှာမှမေ့မယ်နော်ဒီမှာသူကဘာလဲဆိုတော့ column တိုင်းဆိုပြီးတော့မှရှိမှာဟရှိပါဆိုပြီးတော့မှဟရှိပါမဟာရိဆိုပြီးတော့မှဒါရေးထားတယ်အမတို့ကဒီထဲမှာဟာရိဆိုတဲ့နေရာကမရှိဘူးလေမရှိဘူးဟုတ်ပြီနော်မရှိဘူးဆိုတော့အမ LA enter ဟာရိဆိုပြီးတော့တစ်ခုထပ်လုပ်လိုက်မယ်နော်โอเคဒီဟာကိုပဲအမ new လေးရခေါ်လိုက်မယ်ခဏလေးကလေးဒီမှာကိုရပါဒီဟာပဲလုံးမလေးဆိုတော့ rename လေးရနောက်ထပ် copy ခုလိုက်မယ် copy ကူးပြီးတော့မှအမတို့ဒီမှာB ရများသောအားဖြင့် resume ဟဲ့မှဆိုဆွဲရဖြစ်တဲ့18ထိရှိတယ်ကွာအဲ့ဆိုတော့rename ပေးမယ်သူ့ကိုမှ paste လုပ်လိုက်ပြီးတော့မှ18ဆိုတော့ sub ကိုဒီမှာဟာရီဆိုပြီးတော့မှဟာရီဒေသလို့ရှိရင်သူရဲ့အယောင်ကွာကြတော့နည်းနည်းလေးတခြားအယောင်လေးပေးလိုက်မယ်နော်ဒေသလို့ရှိရင်0.09မှာထားလိုက်မယ်ပေးသားပြီးဆိုရင်စောနာကလောက်ထားတယ်ဒီဟာလေးကိုဒါလေးကဘာဖြစ်နေလဲ log ဖြစ်နေလို့ဒီကိုချောရအဲ့လိုမျိုးအဲဒီ enter ဒီမှာ h ကပါနေတာကို rename မှာ h ကိုခဏဖြစ် okay နော်ဒီတိုင်းဆိုရင်ရပြီenter ဒီမှာမှLA enter တော့လေဘာဖြစ်လဲဆိုတော့အပေါ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ dotted line တွေပဲလောက်ကမှာနော်
ခဏလေးချူကြည့်လိုက်အောင်မကြားလေးနည်းနည်းဒီဟာနဲ့တူနေရမရရနော်သူမှလည်းလုပ်ပဲလမ်းတာဟိုဟိတ်မန်ဆိုမှလေရှိသမျှဟာတွေသူဆွဲဟိတ်မန်ဆိုမှရှိတဲ့ဟာလေးတွေလိုက်ပြီးတော့လေလိုက်ဆွဲရမှာဖြစ်တဲ့အတွက်ကြောင့်မလို့လေနော်။အပိသားပြီဆိုလို့ရှိရင်အမားတို့ကဘာလဲဆိုတော့ဒီတက်ကြီးထိပြီးသားပြီဆိုရင်အခန်းရဲ့နာမည်လေးတွေကျန်တော့ရနော်။အခန်းရဲ့နာမည်ရေးမယ်ဆိုလို့ရှိရင်ဒီမှာ annotation မှာကြတော့ဒီhair made နော် and the and တစ်ခါပြန်ကြည့်မယ်ဟာနော်ဒီမှာကြတော့ရှုရှင်ရှိစုရှုအပိသားရင်သူ့ select ပေးမယ်ဘလို့ရှိရင်တော့အမှားတော့ mid center ပဲရွေးမယ်နော် center ပဲရွေးလိုက်မယ် enter တစ်ချက်ခေါက်မယ်ဒါဆိုရင်သူက center မှာဒါဆိုရင်မာရတီရဲ့ခပ်ပဲရှင်းပေါ့နော်ဒီ center line ရဲ့တစ်ထောက်လိုက်မယ်ဒါဆိုရင်ကြာရ copy ကိုရှင်းနေဆိုရင်သူ့ကလေးချ copy အမကလေအဲ့မှာဘယ်လိုလုပ်လဲဆိုတော့ဒီရဲ့ grid line ကိုပိတ်ချပလိုက်တယ်အဲ့ဒါအာယုံနောက်လို့လေပေးသားပြီဆိုလို့ရှိရင်ကိုဒီမှာချမယ်ဟာရဲ့အကုန်လုံးမှာလိုက်ချလိုက်နေပေါ့နော်โอเคဒါလည်းဆိုတော့ဒီတိုင်းပဲဆွဲလိုက်တာကလေးချ copy ယူမယ်ပေးသားရင်ဒီမှာယူတယ်ဒီနော်အဲ့ဒါဆိုလို့ရှိရင်နာမည်ရေးဖို့ပဲကျန်တော့တယ်ဒီဘက်မှာလည်းဟာရင်းတွေရှိတာပဲ sorry တတိယတော့နောက်တစ်ခါလုပ်လိုက်မယ်အစ enter 150 enter ဒီ height က250အကျယ်ကတော့150ပဲအစ enter 150 enter okay နော်ဒီဟာလေးရသွားပြီဆိုရင်ဆောနာကအမတို့ဒီဟာလေးရေးတာဟာလေးစိုက်နေကြမယ် O ကုလာစတ်တော့တော့ဒါကြရောက်ခုရှိစောရောက်ခုရှိစောဒါစမ်းရှိစောစမ်းရှိစောဒါကတော့ဤရယ်တော့ဤရယ်ဒီတိုင်းဒါကဟိုတို့ကန်ဒီတိုင်းဒါကပိုချီဒီဒါက kitchen ငါတို့ကအဲ့နာနေသားဖြစ်တဲ့အတွက်ကြောင့်မခန်းကြီးတွေကမှားမယ်ပါနော်အဲ့ဒါမှလည်းတစ်ချက်လာအဲ့ဒါလေးပြန်စစ်ပါနော်ခန်းကြီးခန်းကြီးဒါကြတော့ living group dining group living group dining group
ဒါအရင်တစ်ခေါက်တော့ဆွဲထားတဲ့အချိန်တွေကရှိဟိုလိုတော့ copy ကူးလိုက်တာနဲ့ညင်းနေတာဒီမှာတက်ချလေးရတယ်တူတူပဲမချလိုက်လို့ဆိုလိုပဲလို့တူတူပဲဟာဒီတော့ရင်ဒါကြတော့ကျော်ဖို့ဘာလဲခိုးပိုင်းတန်းကျော်ဖို့ခိုးပိုင်းခိုးပိုင်းဟုတ်လေရုံးမှလည်းခိုးဟိုင်းနဲ့တော်လုံးနေလို့တန်းကျော်ရလေးရသွားပြီဇောနာကဒီဟာလေးရှုပ်ပြီးလို့ရှိရင်โอเคအကြံလေးလဲဆိုတော့အဲ့ဆိုရင်ခိုင်းစီအောင်ဒီမှာကြံလေးဆိုလို့ရှိရင်အောက်မှာ hash တွေတို့ဒီလိုမျိုး line တွေရှိတဲ့ဟာတွေဆိုလို့ရှိရင်အကုန်လုံးကို select ပေးပြီးတော့လို့ရှိရင်ဒီ property box တွေကနေပြီးတော့မှ background ဒီ background ကိုယူဒီမှာနှစ်ချက်ချ okay ပြီးတော့အဲ့ဒါမှ right click ထပ်နေမယ်ပြီးတော့လို့ရှိရင် draw order မှာ bring to frame ဒါလေးယူလိုက်မယ်နော် okay အဲ့ဆိုလို့ရှိရင် ဟိမ်းမယ်ဆိုမှအကုန်ပြီးပြီ dimension ထိုးဖို့တစ်ခုပဲကျန်တော့တယ်နော်အဲ့ဒါဆိုရင် dimension ထိုးဖို့ဆက်လုပ်ကြမယ် dimension မထိုးခင် dimension ဒီဆုံးဖို့ grid တော့ကိုကျင် offset လုပ်လိုက်နော် offset enter 250 enter ဒါပါဝင်နေလို့250 enter 1 2 3အမဆိုလို့ရှိရင် dimension ထိုးရင်အကုန်လုံးကိုဖွင့်ထားလိုက်တယ်ကွာအဲ့ဒါခါကျလို့ရှိရင်တို့ကလေချတဲ့နေရာမှာနည်းနည်းဟိုအဆင်မပြေဖြစ်လို့ဒါပြီးသားလို့ရှိရင်မတော့ support ထိုးမယ် so annotation ထဲမှာကြတော့ support ရောသွားလိုက်မယ်နော်အဲ့ဆိုရင် support စထိုးမယ် support စထိုးမယ်ဆိုရင်အမကကိုဘလိုပဲထိုးနော်ဒါပေမဲ့ဒီအောက်ဆုံးမှာရှိနေတဲ့အရာကိုအရင်ထိုးလိုက်တယ်ပဲဒါဆိုရင်910ကိုအရင်ထိုးလိုက်တယ်enter ပြီးသားလို့ရှိရင်ဒီ continuous ကိုယူပြီးတော့မှဒီမှာသူချလိုက်တယ် okay အဲ့ဆိုရင်ဒုတိယတစ်လိုင်းသွားကြမယ်ဒီမှာယူမယ်ပြီးလို့ရှိရင်ဒီပေါ်မှာချမယ်လို့ရှိရင် continue နဲ့ပဲချတယ်နောက်ခေါက်ချတယ်ပြီးသားပြီဆိုလို့ရှိရင်သူကဒီကနေပြီးတော့မှဒီထိဒီပေါ်ဆုံးမှာတစ်ချက်ချမယ်ပြီးတော့ရင် continue ကိုသွားမယ်ဒီမှာကလေးတစ်ချက်ချမှာတစ်ချက်ချပြီးတော့ရင်ဒီမှာတစ်ချက်ချ foundation နော်အဲ့ဒါပြီးတော့ရင်ဒီမှာအမတို့ကဒီဘက်မှာလည်းပဲဒီမှာတစ်ချက်ချမယ်ပြီးတော့ဒီမှာနည်းနည်းခုံကပြီးတော့ရင် continue ကိုကိုင်မယ်ပြီးတော့ဒီဟာလေးမှာလာချမယ်ပြီးတော့ပြီဆိုလို့ရှိရင်ဒီမှာဒါကိုင်နေcontinue
တခုတော့ညာနော်ဒါပေးသွားပြီဆိုရင်ဒီဘက်ကအနှိမ့်ဆုံးဟာအကက်ဆုံးဟာပေါ့နော်ဒီဟာလေးရဲ့ကိုcontinue ဒါပေးသွားတော့အမတဲ့ဘယ်ကိုထိုးထားရောအပေါက်ကိုဒီဟာလေးဒီမှာကြည့်ကြည့်ဒီရဲ့305ကလို့ဒီမှာသူတရားဒီဟာဒီကတော့1363ဒီချီပေါ့နော်သူကလေဒီရဲ့အဟာကိုထိုးရလည်းမဟုတ်သူဒီအခန်းနဲ့ဒီအခန်းကိုထိုးရပါနော်အဲ့လိုချင်တာပဲအဲ့လိုချင်တာပါပဲအဲ့ဒါဆိုလို့ရှိရင်380 85နောက်ဆုံးလိုက်မယ်စမ်းလိုက်တာဒီပဲချာဒါပြီးသွားပြီဆိုရင်ဒါကိုင်းမယ်ပြီးသွားတော့ဆိုသူရဲ့ဒီcross တော့အဲ့ဒါဆိုလို့ရှိရင်တခုတည်းရမှာကြတော့ဒီဟာဆိုရင်ဒီကနေပြီးတော့ပဲသူကအဲ့ဒါလေးအဆိုင်ကြလေးချက်ခွဲလိုက်ဒီမှာ930ရှိရနေဒါပေမဲ့တော့85နေဆိုတာဟုတ်တယ်ရတယ်အဲ့ဆိုရင်ရတယ်ဒါက1365ရှိမယ်1365ဘာလို့လဲဆိုတော့ဒီမှာဆိုလို့ရှိရင်85ကနေပြီးတော့ပဲမရဟွာဖြစ်ရတယ်လေအဲကြောင့်မလို့1365ရှိမယ်ပြီးတော့ရင်ဒီ continuous line နဲ့ပဲဒီဘက်ကို1365ပြီးတော့ရင်930930သွားမယ်ပြီးတော့လို့ရှိရင်ဒီဘက်ခြမ်းကကြတော့ဒီဟာရဲ့ပြီးတော့ရင်ဒီဟာရဲ့ဒီအောက်ပေါ့နော်ဒီတော့ရင် continue သွားမယ်ပြီးလို့ရှိရင်ဒီကနေပြီးတော့မှဒီချိဒါဆိုရင်385ပြီးသွားပြီဆိုလို့ရှိရင်ဒါကိုမှဒီကနေပြီးတော့မှဒီချိက3643ညဒါမယ်ပြီးလို့ရှိရင်တော့ continue ဒီကနေပြီးတော့မှဒီချိလာမယ်68နဲ့5ပြီးသားပြီးသွားပြီဆိုတော့မှဒီကနေပြီးတော့မှဒီအဆုံးကကြတော့ဘယ်လောက်လဲဆိုတော့1456 3ရှိမယ်နော်ဒီဘက်ကိုလာမယ်သူရဲ့အနီးကပ်ဆုံးကဒီက3ဒီဟာလေးမှာ36လေး3ရှိမယ်ပြီးတော့ရင်သူရဲ့continue ကိုကန်ပြီးတော့မှဒီမှာတစ်ချက်ချ630ဒီမှာတစ်ချက်ချ1363ပြီးတော့ရင်1363โอเคနော်ပြီးတော့လို့ရှိရင်မတို့ဒီ baseline လေးကန်မယ်ကန်ပြီးတော့မှဒီကနေပြီးတော့မှဒီချိနော်လို့ရှိရင်မတို့ဒီကနေပြီးတော့ continue ပဲကန်လိုက်မယ်ဒါကိုပြီးသားပြီဆိုလို့ရှိရင်ဒီမှာ1နဲ့3ည1နဲ့3ညအဲ့ဒါဆိုလို့ရှိရင်မတို့ရဲ့ဒီဟာရမလိုအပ်တော့ဆိုရင်ဒါ delete လိုက်နော်delete လိုက်ပြီဆိုလို့ရှိရင်အမားတို့တစ်ချက်ပြန်စစ်မယ်ဘာတွေလိုအပ်နေလဲ
ဒီမှာဆိုလို့ရှိရင်ပဒေးမောက်ရှိမယ်နော်ဒီမှာပဒေးမောက်ရှိမယ်ဒီမှာတကားပေါက်ဒီမှာဟာလေးရှိမယ် cross set တော့ okay နော်ပြတာလို့ရှိရင်ဒီမှာဒီဟာလေးရှိပါမယ်ပြီးလို့ရှိရင်ဒီမှာကောင်းဆုံးနော်ဒီမှာရှင်ဒီမှာဒီမှာခုံးမျိုးအဲကြောင့်မလို့လေပြီးသွားပြီဆိုလို့ရှိရင်ဒီတိုင်းမထားပဲနဲ့ကိုယ့်ပုံမှာဘာလိုအပ်နေလဲဆိုတစ်ချက်ပြန်စစ်လိုက်နော်ဒီမှာ mono erect mono erect okay အဲ့ဆိုရင်ဒီဘက်ရောက်ပြီတကားရှိမယ်ကန်ဒီမှာသာအောင်ချက်ရှိမယ်โอเคဟုတ်ပြီပို့ချရှိပါမယ်ပြတာလို့ရှိရင်ဒီမှာတကားရှိပဲကျန်တဲ့ရှိပါမယ်ပြီးရင်ဒီ kitchen မှာကျတော့ဒီဟာရှိမယ်အဲ့ဒါရှိပါမယ်ပြီးရင်ဒီဟာလေးလာမယ်ပြီးရင်ဒီမှာကျတော့ဒီလိုဟာလာမယ်ပြီးရင်တော့ဒီမှာ guarantee ရှိမယ်ဒီကိုလာမယ်ဟိုတို့ပေါ့နော်အဲ့ဆိုလို့ရှိရင်တော့ဒီက Heyman ဆိုတာပြီးသွားပြီပေါ့နော် Heyman ဆိုပြီးသွားပြီဆိုလို့ရှိရင်အမတို့ဒီရဲ့ဒီရတဲ့ဘိုင်းလေးကိုမတို့ဆက်သွားကြမယ်နော်ရတဲ့လေးသွားကြမယ်ဆိုတော့ဆောနာကအမကဒီရဲ့ center line ကိုယူပြီးတော့မှဒီမှာ copy ကိုချထားရဲပေါ့နော်အဲ့ဒါကိုမှအမတို့ဒီမှာရတဲ့ရဲ့ duration ကိုဆွဲကြမယ်ရတဲ့ duration ဆွဲမယ်ဆိုတော့အမတို့ကဒီကနေပြီးတော့ဒီခေတ်ကကြတော့130ရှိရဆိုတော့ PAN ဒီမှာပါဝင်နေလို့နော် PAN လက်ရှိကြားလေမလို့အတော့ဆိုရင်လို့ခုလောက်ပဲလေ extension လောက်ကြည့်တယ်ယူထားအဲ့ဒါမှသူအစိမ်းအောင်တိုင်းကပို့ပြီးတော့ပေါ်တာ8939 enter ဒီပြပြီးသွားပြီဆိုလို့ရှိရင်ဒီဘက်ကိုလာမယ်ရတယ်ဒါ113.5အဆုံးလေးဆွဲလိုက်မယ်ပြီးသွားပြီဆိုလို့ရှိရင်ဒီဘက်ကျန်ဘယ်လောက်ရှိမှလဲဆိုတော့45539 enter okay ပြီးသွားပြီဆိုလို့ရှိရင်ဒီဘက်ပြန်လာမယ်ဒီဘက်ပြန်လာလို့ရှိရင်935 enter ဒီအောက်ကိုပြန်ဆင်းမယ်ဒီအောက်ကိုပြန်ဆင်းလို့ရှိရင်ဒါက3643 enter ဒီတော့ဒီမှာလာပြန်ဆုံးမယ်3 3643ဆိုတော့ဒီမှာဒီလိုပုံစံဖြစ်နေမယ်ပေါ့နော်အဲ့ဒီမှာပြီးတော့ဒီမှာ LN ဒါက910 LN ဒီမှာက110 enter ဒီမှာဒီလိုဟာတစ်ခုရှိမယ်ပြီးတော့လို့ရှိရင်ဒီဘက်ဆက်မှာလည်း910 enter ဒီမှာဒီလို line လေးတစ်ခုရှိမယ်နော်ဒီဟာပြီးသွားပြီဆိုလို့ရှိရင်အမားတို့ကဒီမှာရတဲ့ကိုယူမယ် offset enter ဒါက800 offset ပြလိုက်မယ်နော်800ပြန် offset ပြလိုက်မယ်ပြီးသားပြီဆိုလို့ရှိရင်အမားတို့က offset enter ဒါက400 offset ပြမယ်ဒါ offset enter 95 enter enter ဒီမှာ45 degree မှာသိချခြင်းလဲဆိုလို့ရှိရင်ဒီ annotation တွေကနေပြီးတော့မှဒီဟာ angular ကိုတိုင်းပုံမှန်ဆိုမှ45ပဲရှိရမှာလေအပန်တာ enter 0 enter ထားကြည့်လိုက်တယ်
ကြာယူတယ်လို့ရှိရင် ex under ဒီလိုမျိုးပုံစံဖြစ်သွားမယ်ဒါကကြတော့အတွင်းမှာရှိတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဟာကိုယူရမယ်နော်and ဒါသူ့အတိုင်းပဲတက်မယ်ဟာကသူ့အတိုင်းပဲတက်မယ်enter 0 enter လို့ရှိရင်သူကလည်းပဲအတွင်းထဲမှာရှိတဲ့ရာဖြစ်တဲ့အတွက်ကြောင့်မို့ဒီလိုပုံစံဖြစ်သွားမယ်နော်ဒီဟာပြီးသွားပြီဆိုရင်ဒီဟာလေးလာမယ်ပြင်တိုင်းမယ်သူကရနေပုံမှာ45 degree ရှိမယ်နော်45 degree ရဲ့ဒါကြတော့နည်းနည်းလားပို့ပြီးတော့တေချာခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီ angular ထဲမှာတိုင်းလိုက်45 quadri ဒါလည်း45 quadri offset enter 400 enter ရင်လိုပဲ400 offset enter 85 enter ဒါဆိုရင်85 fnr enter 0 enter ပြီးသွားပြီဆိုလို့ရှိရင်ဒီလေးကနေပြီးတော့မှစောနာအတွင်းမှာရှိတဲ့အရာအတွင်းမှာရှိတဲ့အမိုးလေးကိုဆွဲမယ်ဆိုရင်ဒီပုံစံလေးနဲ့ဒီလေးရာလေးနဲ့ဆွဲမယ်နော် okay fnr enter 0 enter okay နော် ex enter okay အဲ့ဆိုလို့ရှိရင်ဒီလောက်ကတော့ပြီးသွားပြီဒီမှာစင်တာနေပြီးတော့မှရာဇာရိုးရနေလိုက်ပါနော်စင်တာကနေပြီးတော့မှတက်မယ်စင်တာကနေပြီးတော့မှတက် FNR enter 0 enter ပြီးလို့ရှိရင်ဒီမှာဒီကနေအမားတို့က45 degree ကိုစောင်းလိုက်တဲ့အချိန်ဒါဆိုတူကဒီမှာဒီ line လေးရှိတယ်ပဲထားဒါဆိုရင်အမတို့ angular တိုင်းရင်45ဖြစ်တယ်နော်ဖြစ်တော့ဒီအတိုင်းပဲအမတို့ကဒီကိုဆွဲလိုက်မယ်နော်လို့ရှိရင်ဒီကနေပြီးတော့လေအမတို့က45 degree စောင်းလိုက်မယ်သိချာခြင်းနဲ့ဆိုရင်ဒီဟာလေးကိုကိုင်45ဟုတ်ကဲ့ x under ဒါနဲ့ဒါနဲ့ဆက်လိုက် f under 0 under ဒါနဲ့ဒါနဲ့ဆက်ဒါနဲ့ဒါနဲ့ဆက်ပြီးတော့မှနောက်ခုကိုဒီလိုလေးဆက်လိုက် x under ပြီးအမားတို့လိုချင်တဲ့ဒီပုံစံလေးရမယ်ဒါပေမဲ့ဒီအောက်မှာဟာလေးရှိသေးတယ်เนาะကိုကပို့ပြီးတော့ဟိုဟာဖြစ်ချင်တယ်ဆိုရင်dimension တိုင်းတာပိုကောင်းတယ်အဲဆိုရင် dimension တိုင်းမယ်ဆိုလို့ရှိရင်သူ့ရဲ့ဒီမှာ dimension ကိုယူမယ် continue ဒီဟာကိုယူပြီးတော့မှဒီမှာလာချမယ်ပြီးတော့ဂျာနေအတူတူပဲမို့လို့လေဟိုင်ကြလို့ရှိရင်ကိုကအမြန်နေဆွဲရမယ်ဆိုလို့ရှိရင်ဒီဟာမလိုအပ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့လေမတိုင်းလိုက်တာမျိုးရှိရနော်ဒီမှာဆိုလို့ရှိရင်ဒီကိုတိုင်းနေတိုင်း continue နဲ့ဒီမှာတိုင်းချက်တစ်ပါဆိုလို့ရှိရင်ဒါကိုထပ်တိုင်းလိုက်တစ်သုံးခုမှာဒီဟာပြီးတော့ရင်ဒီမှာဒီလိုလေးတိုင်းမယ်ပေါ့ဒါဝေးမှတိုင်းလိုက်မယ်နော်ဘာလို့ဆိုတော့ဒီအောက်မှာလည်းရှိသေးတာမို့လို့ continue ကိုယူမယ်ပြီးတော့ရင်ဒီမှာတစ်ချက်နည်းနည်းခုံမှာဟုတ်ဒီကတော့ဒီကနေဒီလိုတိုင်းတာအဲဆိုရင်နည်းနည်းခုံမှာဟုတ်ပြီပြီးတော့ရင်ကြားနေပြီးတော့မှဒီချိဒီ953ညာရှိမယ် continue ဒီကိုက3643ညာအဲ့မှာ continue ယူလိုက်မယ်
ဒီရဲ့ continue ကဒီမှာတစ်ခုဒီမှာတစ်ခု793ည okay နော်ဒီဟာပြီးတော့ရင်မတို့ဒီဟာလေးတစ်ချက်ကြံတိုင်းကြည့်အောင်မယ်ဒီဟာက793ည continue 793ည3643ညအဲ့ကနေပြီးတော့မှ continue နဲ့ပဲဒီဘက်ဇန်ကိုခိုင်းလိုက်မယ်0035เนาะအဲ့ဒါပြီးသွားလို့ရှိရင်ဒီကနေဒီအဆုံးထိကိုမှရန်ကိုတိုင်းချင်နေရဆိုလို့ရှိရင်เนาะအဲ့ဒါကအမဒီရဲ့ဟာတစ်ခုပဲရှိသေးတယ်ဒါပေမဲ့သူကနိကင်မှာဒီမှာစောနကဆွဲလိုက်တာじゃဒီပုံစံတိုင်းဆွဲလိုက်တယ်เนาะဒီပုံစံတိုင်းဆွဲလိုက်ပြီးတော့မှဒီမှာပေါ့เนาะဒီမှာအမတို့ကဒီဟာလေးဒီမှာရှိတယ်เนาะဒီဟာလေးကြံနေအဲ့လေးဆွဲကြမယ်ဒါက3.8ရှိအောင်ပါเนาะဒါဆိုရင် enter sorting ဟိုဟာနဲ့ရဆွဲလာမယ် duration line နဲ့ဆွဲလာနော်ဒီမှာက3.85 enter ဒါပေမဲ့မတူအောင်ဆွဲလိုက်တာဘာဖြစ်လို့လဲဆိုတော့ဒါ 1f ကဟာမဟုတ်လို့နည်းနည်းလေးဆွဲလိုက်နော်ညားလေးနဲ့3.85 enter ပြီးတော့ဒီဟာသွားမယ်ဒါက8.93ည8.93ည enter ပြီးတော့လို့ရှိရင်ဒီဘက်ဇန်က3.85တစ်ဖြတ်3643ညတစ်ဖြတ်3643ည enter ဒီမှာဒီလိုလေးရှိမယ်ပေါ့နော်အဲ့မှာမတို့ offset ပြလိုက်မယ်ဘယ်လောက်လဲဆိုတော့800ဒါကကြောင့် offset 400အကိုမတူတဲ့အရာလေးပေးထားလိုက်မယ်ကွယ်ဒီပုံစံရှိမယ်ပြီးတော့ဒါကြတော့ enter ဘယ်လောက်ရှိတော့439ဆိုရင်သူရဲ့ဟာကအဆင်ပြေသွားပြီပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အမတို့ဒီရနယ်အထိပြီးသွားပြီပေါ့နော်ရနယ်အထိပြီးသွားပြီအဲ့တော့အမလေးဘာလို့ဆိုဒီခါချက်လို့ရှိရင်ဒီရဲ့ဟိုဟာဗါလဲဘယ်လိုကိုနီကအနေကိုအတွက်နည်းနည်းအာရုံနောက်ဆက်ဖြစ်တယ်ပေါ့နော်အဲ့ဒါကိုဆိုတော့ဒီenter ဒီနေရာမှာခိုင်းဆွဲလိုက်မယ်T-shape နဲ့တုံညာ enter 439 enter ဒီစကားဆိုလို့ရှိရင်ဘယ်လိုကိုနေဆိုလို့ရှိရင်နောက်ဗီဒီယိုမှာလေးစုမဲ့ဆိုဆွဲရလေးတူတူဆွဲကြမယ်ပေါ့နော်ဆိုလို့ရှိရင်ဒီမှာနှုတ်ဆက်လိုက်ပါမယ်ရှင်ကျေးဇူးအားလုံးပဲကျေးဇူးတင်ပါတယ်ရှင်